တော့ဒီရှင်းကညင်ရင်လေးဖြစ်တယ်နော်ညင်ရင်လေးများပြီးရှင်းတောင်းတာဖြစ်ပါတယ်ဒီရှင်းလေးပြီးသွားရင်မြန်မာပြန်ဒီသူရဲ့ကဏ္ဍလေးခဏနာပြီးရှေ့ရှုအေးသွားလိုက်မယ်နောက်ကမြန်မာလေးတွေမြန်မာကသူတို့မြူးတာပဲဆိုတော့နော်ဟုတ်တယ်မလားအားလုံးကြတဲ့မြူးကြွလေးပဲဆိုတော့ဖြစ်ပါတယ်ရှင်ဆိုလေတော့အများကြီး